ဘာဖြစ်လို့စီးပွားရေးပြန်လဲရရှိမလဲဆိုရင်ဒီဘူးကိုသုံးလိုက်ပြီဆိုတာနဲ့ကိုယ့်ရဲ့အသီးအပင်တွေကလည်းကောင်းကိုယ်တိုင်ဝင်ငွေကိုတိဆောက်လို့ရတယ်။ဟိုခလေးတို့သုံးလို့ကောင်းရင်သူများကိုပြောမပြအောင်လား။ပြောပြမှာ။ခုပဲလက်တွေ့ကြည့်လေခလေးတို့ကိုသုံးကောင်းလို့အခုသမီးလေးကပြပြတယ်မဟုတ်ဘူးလား။ဒါဆိုရင်ခလေးတို့အနေနဲ့ဒီပစ္စည်းကိုသုံးဆွဲပြီဆိုတာနဲ့ကိုယ့်ရဲ့အသီးအပင်တွေလည်းကောင်းပြီးတော့ဝင်ငွေရမယ်ဆိုမလို့ချင်ဘူးလား။လို့ချင်တာပေါ့။ကိုသုံးလို့ကောင်းတဲ့အရာကိုသူများကိုပြောပြမယ်ဆိုရင်ဝင်ငွေတိဆောက်လို့ရတဲ့အခွင့်အရေးခွင့်လန်းဖြစ်တယ်။ကုံဆုံးသွားတာမရှိဘူးခလေးတို့အနေနဲ့ဒီနေရာတွေမှာမဟုတ်ဘူးနော်ဒါကကြတော့ခလေးတို့အနေနဲ့နေဆက်မှာကိုကတောင်သူအလုတ်လုတ်တယ်လုတ်တဲ့အချိန်မှာကိုယ်တိုင်ကိုယ့်ရဲ့အသီးပင်တွေမကောင်းရင်စိတ်ညစ်ကြတယ်ဒါဆိုရင်ကိုယ့်ရဲ့ဆွေမျိုးတွေရှိတယ်မြန်မာပြည်မှာကိုယ့်ရဲ့မိဘတွေရှိတယ်ဆိုရင်ထပ်မှန်ပြီးတော့လေကိုသုံးလို့ရတယ်ကိုသုံးလို့ကောင်းရင်သူများကိုပြောမပြဘူးလားပြောပြတာပေါ့ကိုကမြန်မာလူမျိုးတွေပဲမဟုတ်ဘူးလားကိုယ့်ရဲ့လူမျိုးအခြေချင်းကိုသီးနှံသုံးတဲ့အချိန်မှာမကောင်းတဲ့အရာလေးတွေဖြစ်နေတယ်ဆိုရင်ကို့မှာလည်းစိတ်ညစ်ကြတယ်ဒါကိုသုံးဆွဲလို့ကောင်းတဲ့အခါကျရင်သူများကိုပြောပြမယ်ဆိုရင်သူများကြီးလည်းအဆင်မပြေဘူးလားဘာတော်လဲဒါမိမလေးဩဟုတ်လားဒီနေ့တို့တွေဒီဟာလေးကိုပြောင်းသုံးကြည့်ရမယ်မိမပြောင်းသုံးကြည့်အောင်လေအေးတကယ်လို့ခလေးတို့အနေနဲ့သုံးဆွဲခြင်းနဲ့ဆိုရင်တော့အပြင်လိုသုံးလို့မရဘူးနော်ဘယ်လိုဝယ်ရလဲဟုတ်ကဲ့ပြောပြမယ်နော်ရရှိဖို့အတွက်အခွင့်အရေးခွင့်လာအများကြီးရှိတယ်ဒီလောက်တင်မဟုတ်ဘူးဒီပစ္စည်းလေးကိုကိုကကျမတို့ကကုမ္ပဏီတစ်ခုနဲ့ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ကုမ္ပဏီမှာဆိုရင်မြေဩဇာကတဘာဝမြေဩဇာ organic plant လို့ခေါ်တယ်ဒီဘူးလေးကတဘူးဆိုရင်ဧက20တိသုံးလို့ရတယ်အထဲထဲမှာဆိုလို့ရှိရင်အထုပ်ကလည်းဆက်လက်ထုတ်ပါတယ်ဟုတ်လားဒီတက်တက်လေးကလေဟုတ်တယ်ရှင်ဒါကြောင့်မလို့ကျမတို့တွေနိုင်ငံအသီးသီးကိုလည်းပို့လို့ရတယ်တရားဝင်ပစ္စည်းဖြစ်တယ် FDA လည်းရထားပြီးသား ISO လည်းရှိပြီးသား GMP လည်းရှိပြီးသားဒီပစ္စည်းတစ်ခုတည်းမဟုတ်ဘူးနော်ခလေးတို့အတွက်မိဘတွေရှိတယ်ဆိုရင်ကျန်းမာရေးအနေနဲ့လည်းတောက်သုံးလို့ရတဲ့ဓာတ်စာတွေရှိတယ်နော်ဘာဖြစ်လို့ခလေးတို့လိုမျိုးအခုပြန်ပြီးတော့မျှဝေပေးနိုင်လဲဆိုရင်မိဘကိုလည်းကျန်းမာရေးအနေနဲ့ဓာတ်စာလည်းတိုက်တွန်းပေးထားတယ်အခုဆိုရင်မိဘလည်းကျန်းမာရေးကောင်းညီဩဇာအနေနဲ့မြန်မာပြည်မှာစိုက်ပျိုးရေးကိုအရန်ကိုမှအဆင်ပြေတယ်ခုဆိုဖေမေညီဩဇာအတွက်လုံးဝစိတ်ပူစရာမလိုခလေးတို့လည်းတည်တာပဲမြန်မာပြည်မှာဆိုရင်စိုက်ပျိုးရေးလုပ်တော့မယ်ဆိုရင်ညီဩဇာကပတ်စံမရှိဘာလုပ်ကြတော့အကျွေးယူရတယ်မဟုတ်ဘူးလားသစ်စီနဲ့မြေကြီးနဲ့မစိုက်ခင်နေကအကျွေးယူရတယ်အဲ့တော့အဲ့ဒီအချိန်တွေအဲ့ဒီအခါတွေကိုကြော်ဖြတ်ပြီးတော့အခုလိုမျိုးပဲညီဩဇာကောင်းကောင်းရထားမယ်ဆိုမလို့ချင်ဘူးလားတင်တာပေါ့ကောင်းတာပေါ့ခလေးတို့မှလည်းအခုဆိုလို့ရှိရင်ဒီပစ္စည်းလေးကိုသုံးကြည့်လာမှန်းနေကြရင်သိကြတယ်သုံးဆွဲလေးကိုမတည်ဘူးဆိုရင်အမားကိုဆက်သွယ်လာနော်အမားရဲ့ Facebook အကောင့်ကလေးကိုလည်းခလေးတို့ကိုပေးချမယ်နော်အမားက TikTok မှာလည်းအလုပ်လုပ်တယ်တကယ်လို့တောင်သူဦးကြီးတွေရှိလို့စိတ်ညစ်နေတယ်ဆိုရင်လည်းဂါဂနာနာလာပြီးတော့ပြပေးတယ်ပူစရာမလိုဒီသမီးလေးကိုလည်းအရန်ကျေးဇူးတင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီသမီးလေးကနေပြန်ပြီးတော့လက်စစ်ကန်ပြီးပြတဲ့အခါကျတော့ဒီဦးလေးတို့တွေ့သွားတယ်ပေါ့နော်သမီးလေးတို့တွေ့သွားတယ်အဲ့ဒီအချိန်မှာသမီးလေးတို့ကလည်းသူတို့သုံးကောင်းလို့သူတို့ရဲ့လေယာမျိုးကိုအခုပြတယ်ဟုတ်ရမ်းစင်မပြေဘူးလားခလေးတို့ဒီအချိန်ကလေရိတ်ချိန်မဟုတ်သေးဘူးဒါပေမဲ့ခလေးတို့ရဲ့ဒီလောက်ပြောရင်သိပြီဘာဖြစ်လို့လဲကိုတိုင်ကလည်းအညာတူဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့လေကဒီအချိန်ရိတ်ချိန်မဟုတ်ဘဲမှာရိတ်သိမ်းလိုက်တယ်ဆိုလို့ချင်းခလေးတို့ရဲ့စဘာပဲဘလို့အချိန်ကြီးဖြစ်နေတယ်ဆိုတာအမသိတယ်နော်အမကိုတိုင်လည်းဒီလိုမျိုးကွင်းစင်းပြီးတော့လိုက်ပြီးတော့ပြောပြပေးတဲ့အရာတွေရှိတဲ့အတွက်ကြောင့်မလို့ခလေးတို့ဘက်ကလာမယ့်နှစ်မှာသုံးမယ်ဆိုရင်အမစီမှာလို့ရတယ်ဒါပေမဲ့အပြင်စင်းနဲ့အမကသမီးတို့ကိုမပေးဘူးသူ့မှာတန်ဖိုးပါပြီးသားဒီမဲ့အပြင်စင်းဆိုရင်ဘန်းငွေ3000ခလေးတို့ကြည့်နော်3000နော်ဒါပေမဲ့ခလေးတို့အနေနဲ့အမားတို့စီမှာကိုယ်စလဲအဖြစ်တစ်ခါခွဲသုံးမယ်ဆိုရင်3000မပေးရဘူး2000ဟုတ်လားဟုတ်တယ်ပြီးရင်2000ရဲ့အပြင်ကိုခလေးတို့မှာခုနပြောကြလေခလေးတို့သုံးကောင်းတယ်ဆိုသူများကပြောပြဘူးပြောပြရပါပြောပြရုံနဲ့ခလေးတို့မှာပတ်စံပြန်ရအောင်မှာဖြစ်တယ်ဒီလောက်ကောင်းတဲ့ခွေခလေးတို့မလို့ချင်ဘူးလားမတင်ပါဘူးအခုဆိုရင်ဦးလေးတို့ကိုဒီဟာတွေမဟုတ်ဘူးနော်ဦးလေးတို့ကိုဘောနဲ့ပါလာပြီးတော့ပို့ပေးတာဖြစ်တယ်ဟုတ်လားဟုတ်တယ်ဦးလေးတို့ဆိုလို့ရှိရင်ဒါသူတို့မသိဘူးနော်အခုသူတို့မှသူတို့ဝမ်းတာနေတယ်တွေ့တယ်ဟောမပြောပြခဲ့ဘူးသူတို့ရဲ့မိတ်ပြောပြထားတဲ့သူကိုလည်းမပြောပြဘူးအခုမှပဲတစ်ခါလေးလာပြီးတော့ပြပေးဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့အလုံးလုံးတဲ့ခါကျရင်တယောက်နဲ့တယောက်ကယုံကြည်မှုရှိမှအလုပ်လုပ်ရတယ်အခုလိုလာပြီးတော့ပြောပြပေးတဲ့အခါကျလို့ရှိရင်ခလေးတို့ရောယုံကြည်မှုရှိလားကိုယ့်ရဲ့မျက်နှာတွေမြင်သွားတယ်မဟုတ်ဘူးလားတယောက်နဲ့တယောက်ကဲ line ပေါ်မှာတွေ့တယ်ဘာဖြစ်လို့မဆက်တော်လဲဝယ်မရဘူးထင်လို့လေအမရဲ့ဟုတ်ပြီနော်ဒါကကြတော့ဘာဖြစ်လို့လဲဆိုတော့ကြတော့တချို့ဆိုလို့ရှိရင် line ပေါ်မှာရောင်းတယ်ပြောပြပေးတယ်သူတို့တကယ်ကိုကြောက်ကြတယ်လေအဲ့ဒါလိုမျိုးမကြောက်ပါနဲ့ကျမတို့ရဲ့ထုတ်ကုန်ပစ္စည်းကဆိုလို့ရှိရင်အရန်ကမှ quality လည်းကောင်းတယ်ပြီးလို့ရှိရင်သုံးဆွဲတဲ့သူတွေကိုလုံးဝစိတ်ထိခိုက်မှုမပေးဘူးဝင်ငွေကိုပါပြန်ပေးတယ်စင်မပြေဘူးလားအတော်စွမ်းတာပဲဒီဘူးလေးကတဘူးဆိုရင်ဧက20တိသုံးလို့ရတယ်ခလေးမကုံလို့ရှိရင်လည်းပူစရာမလိုဘူးကိုယ့်ရဲ့ဘူးလေးထဲမှာတေချာပိတ်ပြီးတော့တိမ့်ထားမယ်ဆိုရင်ခလေးတို့လာမယ့်နေ့မှာထပ်ပြီးသုံးလို့ရတယ်ဟုတ်လားကြည့်လေဦးလေးစပားရိတ်သိမ်းတော့မယ်လေဒါပေမဲ့ तू ဘာလို့ထပ်မှာလဲသိလားပုံသွားမှကြောက်လို့မရပဲနေမှာကြောက်လို့ပစ္စည်းကအရန်ဟိုမှာမြန်တယ်နော်ခဏလေးရောက်လိုက်ပြီဆိုတာနဲ့မရှိတော့ဘူး
အခုလည်းမြန်မာပြည်ကိုပို့တာဒီလိုဘူး40ဒီမှာအခုလာပို့တာ9ဘူးဦးလေးတို့အတွက်ဒီနေ့ဘောနဲ့ပါတယ်နော်ဘောနဲ့ဘယ်လောက်ရလဲဆိုဦးလေးတို့ရဲ့ဘောနဲ့က2000ကျော်ရတယ် ဟုတ်တငယ်ချင်းတို့ကမိုက်တယ်ထွန်းနှုံးတွေရတယ်တို့စီးပွားရေးရတယ်ပြန်ရဆိုတော့ ကဲခလေးတို့ကျေးဇူးမတင်ဘူးလားဒီနေ့မလေး ဒီမှာလည်းဒီများကြီးနေ ကျေးဇူးအများကြီးတင်တယ်နော်ဦးလေးတို့ရဲ့ဒါလဲတေချာပြီးသားဒါတွက်မယ်ဆိုလို့ရှိရင်ဒီလဲဧကကအနိုင်ဆုံးတွက်မယ်ဆိုရင်စပါး80ကျော်80အောက်ကိုမလျော့တော့ဘူးနော်အဲ့တော့ဦးလေးတို့ကိုလည်းအရန်ကျေးဇူးတင်ပါတယ်လိုအပ်တာရှိတယ်ဆိုလို့ရှိရင်ထပ်မံပြီးတော့ဒီလိုဘူးလေးတွေကိုသုံးဆွဲကျင်တယ်ဆိုလို့ရှိရင်လည်းခလေးတို့လည်းအမကိုဆက်သွယ်လာလို့ရတယ်နော်ကျေးဇူးတင်တယ်အခုလိုမျိုးကိုတိုင်ကနေပြီးတော့လမ်းညွှန်လက်ပြပေးရတယ်ပစ္စည်းလေးကိုလည်းယုံကြည်သာသုံးနော်ခလေးတို့လာမယ့်နေ့ကြလို့ရှိရင်ခလေးတို့ဖြစ်ချင်နေတဲ့အိမ်မက်တွေအနာဂတ်တွေကိုပုံဖော်လို့ရပြီဘာဖြစ်လို့လဲသိလားဒီဘူးလေးကအရန်ကမှအကျိုးအာနိသင်ရှိလို့ဦးလေးတို့အခုဆိုလို့ရှိရင်သူတို့ကပစ္စည်းကလည်းသုံးတယ်ဘာရနေ အပူဝင်ငွေတွေပါရနေပြီ ဘောနဲ့ဝင်ရနေပြီဒါပဲသူတို့စတော့အဲ့လိုမသိဘူးနော်ဒါပေမဲ့ကျမတို့လမ်းပြပေးလို့အခွင့်အရေးခွန်လန်းကိုပြောပြပေးတဲ့သူတိုင်းကိုကျမတို့အခွင့်အရေးခွန်လန်းအပြည့်အဝပေးပြီးသားနော်အဲ့ဆိုခလေးတို့လည်းလာမနေ့ကျရင်ဒီဘူးလေးကိုသုံးဆွဲကျင်နေဆိုရင်အခုကနေစပြီးတော့ကြတော့အမဘန်ကောက်ကိုပြန်တက်သွားပြီဆိုရင်ဆက်သွယ်လာလို့ရတယ်နော်အမရဲ့ Facebook အကောင့်ကိုခလေးတို့ကိုပေးခဲ့မယ်နော် မိမရေဒါလေးတို့သုံးပြီးနှောင်းနေကြရင်အလှကြီးလောက်ကောင်ကွာ ဟုတ်ကဲ့ပါအခုလိုမျိုးအိမ်မက်တွေအနာဂတ်တွေရှိတဲ့သူတွေကလည်းအမြန်ဆုံးပြေဝပြီးတော့အခုလိုကိုတွေ့ထားတဲ့ဘူးလေးကိုသူများကိုလမ်းညွှန်ပေးနိုင်အောင်အခွင့်အရေးခွင့်လန်းတွေပေးနိုင်အောင်အတူတူလမ်းပြပြီးတော့ကြတော့အကောင်းဆုံးလေယာတွေကိုအထွတ်တိုးရအောင်အကောင်းဆုံးအတူတူလမ်းပြပေးသွားမယ်နော်ကျေးဇူးတင်ပါတယ်အပြင်မှာတွေ့ရင်လည်းနှုတ်ဆက်နော်ဒါကောက်ကိုလည်းလာလဲလို့ရတယ်နော် ဟုတ်ကဲ့လို့ရှင်းပြပေးလို့ကျေးဇူးအများကြီးတင်ပါ ဟုတ်ကဲ့ပါโอเคဒီဗီဒီယိုပိုင်းကိုကြည့်နေတဲ့တောင်သူဦးကြီးတွေအတွက်ကျမကနေပြီးတော့အကောင်းဆုံးခွင့်ရခွင့်လန်းကိုပေးမယ်အထွတ်လုံးတိုးချင်သလားစဘာကင်းအတွက်အတီးရောအပွင့်ရောအနံရောအားလုံးအဆင်ပြေမယ် အခွင့်အရေးခွင့်လန်းကောင်းတွေနဲ့အတူဒီတဘာဝမျိုးလောက် organic plant လေးကိုသုံးဆွဲခြင်းတဲ့လူတွေရှိနေလားတပူကိုဧက20အသုံးပြုလို့ရတယ်နော်ညီမတို့နဲ့အတူတူသုံးဆွဲခြင်းနေဆိုရင်တော့ဆက်သွယ်လာပေးပါနော်အားလုံးကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါအခုလိုမျိုးရိုဘီမောစီးပွားရေးကနေထုတ်တဲ့တဘာဝမြေဩဇာ organic plant ကကိုယ့်အတွက်အခွင့်အရေးတစ်ခုတည်းမဟုတ်ပါဘူးအသီးနှံတွေလည်းအထွက်တိုးစေရမယ်ဝင်ငွေလမ်းကြောင်းကိုပါပေးတဲ့တဘာဝမြေဩဇာ organic plant နဲ့အတူတူကျန်းမာရေးကိုလိုချင်တဲ့ညီကိုမောင်နှမမိတ်ဆွေတငယ်ချင်းများအားလုံးကိုပတ်စံကုန်စရာမလိုပဲနဲ့ဝင်ငွေများအားလုံးကိုလိုချင်တယ်ဆိုရင်ကျမတို့နဲ့အတူတူရိုဘီမောကနေအားလုံးကိုဖိတ်ခေါ်ပါတယ် Bye bye.